စင်မလောက်စားပါမယ်တံပူရာမုတ်ဂျပန်လို့ဆိုတံပူရာမုတ်နော်မြန်မာဆိုရင်အကြော်မုတ်ပေါ့နော်အကြော်မုတ်ရဲ့စားရဲ့စနွေးရဲ့ဟင်းခက်မုတ်ရဲ့ပြီးရင်ပဲစိမ့်မုတ်ရဲ့တမအောင်ရုံးမွေပြီးသွားပြီဆိုရင်ရေနဲ့ဖြော်ထားပါမယ်ရှင်ပစုံလည်းရေဆေးပြီးတော့ဆာစနစ်နှိပ်ထားလဲရပါတယ်နော်ဆာစနစ်နဲ့ပဲနဲ့ဒီထဲမှာပေါင်းပြီးတော့ရုံးမွေလိုက်လဲရပါတယ်နော်ဆာစနစ်နှိပ်ထားရင်တော့ဒီအမှုန်လေးကြတော့စားလေးနည်းနည်းလေးလျှော့ထည့်ရမှာပေါ့နော်နည်းနည်းတော့ပြစ်နေသေးရဲ့အဲ့ဒါရေလေးနည်းနည်းထည့်လိုက်မယ်ဒီလိုအနေထားဆိုရပါပြီမပြစ်မကျဲလေးပေါ့နော်ကြောတဲ့အခါမှာမီးကိုလဲလောက်ထားပါမယ်တကယ်လို့ဘယ်ဦးကမီးများကြီးမီးပြစ်လာပြီဆိုရင်နည်းနည်းလေးလျှော့လိုက်တင်လိုက်နေတော့ကြော်ပေးပါနော်ရှူရောင်တန်းလာပြီဆိုရပါပြီနော်တစ်ဖက်ချက်မှတစ်ဖက်လှန်တာပို့ပြီးတော့စားကောင်းပါရဲ့ရှင်လောက်စားကြည့်ပါနော်